တစေမှုမသိပါအတွေးဖြစ်ရောက်လာတဲ့အမှုသမားရုတ်တရက်ထွက်ပေါ်လာသည့်အကွေကွေအတန်တစိုးကြီးကြောင့်လန့်ဖရန်ကရီဝေဝေအမှုတို့ခင်ပင်အနှဲငယ်ပြေပြောက်သွားရလေထိုအတန်နှင့်အတူတစ်ပင်ပေါ်မှာဇောက်ထိုးဆင်းလာသည့်မြေးမြဲတတဝါကြီးကကောင်ဘုတ်ခနဲမိသားနဲ့အတူမြေပြင်ပေါ်သို့ရောက်သည်နှင့်လက်နှစ်ဖက်ကိုအစွမ်းကုန်မြောက်ကကိုယိုကားရပုံစံပြုလုပ်ပြီးထိတ်လန့်ဖွယ်အတန်ကြီးဖြစ်လေအဆက်မပြတ်အော်ဟစ်နေပြန်၏ထိုအခါအမှုသမားသည်ထိုမြေးမြဲအကောင်ကြီးကိုကြည့်ကစိတ်ထဲဇဝဲဇဝါဖြစ်သွားပုံဖြင့်မျက်မှောင်ကုပ်ဆိုင်သွားလေထို့နောက်မျက်လုံးကိုလက်ခုံနဲ့ပွတ်ထက်ကတီချအောင်ထပ်မံကြည့်ပြန်အတန်ကြာတော့စိတ်ရှုပ်လာသလိုခေါင်းကိုကုံရင်ဝီခွဲမရတဲ့လေတံတွေနို့ဘာတော့ရတရေလာဘာကြီးလဲအမွှေးတွေကလည်းရှည်လုံးနဲ့အနက်နေရလဲနန်းစော်လုံးပါလားထို့တို့ဆိုလိုက်တော့ထိုမြေးမြဲအကောင်ကြီးကခေါင်းခါကကိုခါကားဖြင့်ဆက်ခါနာသွားကတဲ့ငါလှုပ်လိုက်ရဘာတရေလဲရာဆက်ဒင်းကများတရေမဟုတ်တော့ခမရဘာလဲပြိတ်တာလားပမာမခတ်နဲ့တေသွားမှာလဲဒါဖြင့်တပြက်ပြစောင့်ကန်လိုက်လို့မဟုတ်ဘူးကွာအမှုသမားစိတ်ညစ်လာမှုရ၏ကဲပြောဒါဖြင့်ခမရဘာကြီးလဲဘာကောင်ကြီးလဲတခုခုတော့လုံးလိုက်ငါကတစေကြီးမဲကွာငါဂျူတီချိန်မှာမင်းရောက်လာတဲ့အတွက်မင်းကိုချုပ်တာထို့ကကြူးကကြောင်နိုင်သွားစကားညင်အတူဦးကြောင်ကြောင်ဟီးတန်ကြီးကကပ်ပါလိုက်သေးသည်ထို့နောက်အမီအမောက်မတဲ့စွာကျွမ်းတွေလိမ့်ထူးပြပြန်လေ၏ထိုအခါအမှုသမားကကဲဟုတ်ပြီလေကျွမ်းတွေထူးနေရလဲတော်ပါတော့ဒါဖြင့်အမှန်တကယ်တစီဖြစ်တယ်ဆိုရင်ခမားကိုကြုတ်မေးရလိုက်မယ်အမမင်းကများငါ့ကိုပြန်မေးရအောင်ပါလဲဘာလဲကွာအခုခမားကိုစကားပြောနေရင်နဲ့ကျုပ်တေချာအကဲခတ်နေတာအေးအဲ့တော့ဘာဖြစ်တယ်လဲခမားကတကယ်တဆေးအစ်စ်မှဟုတ်ရဲ့လားလို့ဘာကွာတဆေးကြီးအကြီးကျယ်ဒေါကန်သွားသည်ဘာလဲဟဲ့အောင်မင်းကမယုံလို့ရဒီခစ်ကြီးမှာပြောတိုင်းယုံငတ်เสียပါလားဟဲကျုပ်ကိုလိမ်မဲတော့မကြိုးစားနဲ့နော်ထွိုင်းတစေကြီးဒေါ်ပွားသွားပြန်၏အမှုသမားကတော့ခအေးပုံစံမင်းခါးကြားမှာပလင်းကိုထုတ်ကာတကြိုက်မော့တော့နေပြီမှာဟုတ်တယ်ဗျာစိတ်တော့မရှိနဲ့ခက်ရှင်းဖောက်ရရင်ခမည်းပုံစံကြည့်ရတာကိုကခက်ရှုပ်ဖြစ်နေတော့ sorry ပဲတာကြီးရလို့ပြောရမှာပဲဟုတ်တယ်တကယ်ကိုမတူတာဗျာတူပါတယ်ကွာမတူပါဘူးဆိုဗျာတဆေအစ်စ်ပါကွာခမည်းဘာသာစစ်မစစ်တေးတာကြည့်လေမတူလေပဲမယုံရင်လောင်းမလားဟမ်တဆေကြီးအတော်ကိုကြေကွဲသွားပုံရသည်တဆေထိနေတာတောင်တဆေညက်တူတဲ့အထင်မခံရတာလောက်ရင်နာစရာကောင်းတာမရှိဒီမှာထမယားကကိုတဆေဆိုပြီးပြောနေတာအဲ့ဒီတဆေဆိုတဲ့ definition တောင်ခမည်းသိလို့လားတဆေဆိုလား descender ချင်းမောင်းကြီးဆိုတဲ့အနက်ကဖြစ်လာတာတာကြီးမသိမချင်းမှတ်ထားမနုဿတာရောတစတိဒီပေတိတဆတက်တဲ့တစတဒီပနီကဲမှာရေးထားတာကြားတောင်ကြားဘူးတဲ့မသိဘူးစာဖတ်အားနဲ့ထင်တယ်ကျုပ်ကတကယ်ဆိုဘုံမရာစာ၄ဆောင်လာခဲ့တင်တာဘာလဲဟင်ဘုံမိဆိုတာကမြေရာဇာဆိုတာကဘယင်ဒီတော့မြေဘယင်အပင်အဆောင်ပေါ့ဗျာအခုလိုတောကြောက်တောင်ကြောက်ကြံကကာကွယ်ပေးတာပေါ့နော်
ဟုတ်ဘူးလားသိဘူးလေရုက္ခဗေဒအမီက Rawophia serpentina buns လို့ခေါ်တယ်အပွင့်ကခရမ်းဖြူနီနဲ့အမျက်ရောင်လဲရှိတယ်ဒါနဲ့ခမရစားတော့ဘယ်တော့သိပါလားတစေကြီးကခေါင်းညွန်ပြသည်အမိုးသမားကစပ်ပြောသည်အဲ့ဒီစားတော့ပဲအလုံးလောက်ရှိပြီးအယောင်ကနေတယ်မှတ်ထားပါဝိနည်းတကန်ဟာကင်းကိုလည်းအချင်းရရင်လေ့လာပါဗျာပိန်တပါတိကမထေကစေးမြရှိလို့တစေကိုမြင်နေဆိုပေမဲ့ကျုပ်ကအခုဘာစေးမြမှမရှိပဲခမည်းကိုမြင်နေတာဖြစ်နိုင်ပါမလားဒါပေမဲ့ခမည်းကအတိုက်ခံရတာအတော်စေအားထက်တန်သူဆိုတော့ကိုထင်ပြလို့မြင်တာပါဆိုပြီးကျုပ်ကိုစင်ကြယ်ကန်ဦးမယ်အမှုသမားရဲ့စကားကြောင့်တဆဲကြီးနဝေတင်တောင်ပေးသည်အတန်ကြာနှုတ်ဆက်သွား၏စိတ်ထဲတွင်လည်းလီးလံသွားသလိုမတင်မကြာကြီးခံစားနေရသည်နောက်မှလေးသံဖြော့တော်စွာဖြင့်ကဲဟုတ်ပါသည်ကွာအဲ့ဒါဆိုငါကဘာပုံစံနဲ့တူလဲဘာနဲ့တူတယ်လဲဆိုတာမပြောခင်ခမ ्या ကိုစကားတစ်ခုပြောပြမယ်ဟမ်လှုပ်လာပြန်ပြီမထိုင်ဘူးလားအေးပါကွာ It's hard to answer the question what's wrong when nothing is right there အထိပ္ပယ်သိလို့လားဟင်းဒီလိုဗျဘာမှမမှန်တဲ့အချိန်မှာဘာမှလဲဆိုတော့မေကွန်းကိုဖြေဖို့ခက်တယ်တဲ့အဲ့တလူအဲ့တော့ခမ ्या မေးရကိုဖြေဖို့နည်းနည်းခက်လိမ့်မယ်ဒစေကြီးအတော်စိတ်ညစ်နေမိ၏ရစ်နိုင်လို့နဲ့အမှုသမားကိုလည်းခက်ရွံ့ရွံ့ဖြစ်လာရ၏သူဂျူတီယောက်ကမှဘလို့လူနဲ့လာတိုးနေရသည်မသိနည်းနည်းစီစားကြည့်ပါအောင်လီဟဲ့ခမ ्या ပြောဆိုလို့ကျုပ်အထင်ကိုပြောတာနော်စိတ်တော့မဆွေးနဲ့အေးပါကွာရပါတယ်ချက်ကြည့်မှမဖြေသေးပဲအမှုသမားသည်ဒစေကြီးကိုစေးစေးကြည့်လေဒစေကြီးကမြနည်းနည်းတော့ရှက်သွားပုံရသည်ထို့နောက်မှာအမှုသမားသည်ဘာကိုစိတ်ကူးပေါက်သွားသည်မသိခွတ်ထူးခွက်လန်ထရဲလီတော့၏ထို့သောအားရအောင်ရဲလီပြီးမှခမ ्या ပုံစံကလေသိလားအေးလက်ကွာပြောပါစို့ခမ ्या က crush ချင်စရာမကောင်းနဲ့ discuss ဂေးနဲ့တူတာဘလို့ယူအန်စီယာအချောက်ကြီးလို့ဘာကွာအဲ့စကားကမိုက်ရိုက်နေရန် You can't say that's offensive လို့ပြောရတယ်ဗျဒီတခါတော့တစေကြီးအကြီးအကျယ်ကိုဒေါ်သူပုံထားသွားတော့သည်လက်တီလက်မောင်းတန်းကရှူးရှူးရှားရှားဖြင့်ဆွတ်ဆက်ခုန်သွားလေတော့၏ဒါတက်စော်ကားခင်သာဖြစ်သည်အကြောင်းမဲ့နေကိုချင်းနဲ့မျိုးရိုး genetic ကိုထိပါပေါက်ခတ်ခြင်းသာဖြစ်၏ထိခံနိုင်စရာအကြောင်းမရှိတော့ခွေးကောင်ငေါ့ကိုမြပမာမခတ်နဲ့တေးချင်းလို့လားခုချက်ချင်းကုတ်ချုပ်ပြလိုက်လို့ရတယ်နားလေလားအေးစစ်ပေါ်ညာဘလို့တွေထစ်တာတော့ခမ ्या ကမေးလို့ဖြေရတာလေးဗျာမသိဘူးကွာမင်းကိုတတ်မှတ်ရမယ်တော်တရားလွန်နေကောင်တစေကြီးတကူလုံးဒေါသဖြင့်တဆက်ဆက်တုံနေတော်သည်အမှုသမားကတော့အေးစွာပင်လက်တန်းကိုမှောက်လိုက်ရင်သမဲ့လဲဆိုတော့ဖြည်းဖြည်းပေါ့ဗျာခမ ्या ကိုကြည့်ရတာတကူလုံးလွတ်ညော့နေတာပဲဒီမှာကျုပ်ပြောပြမယ်ခမ ्या ကအမှန်ကန်တစေဆိုတော့တော်အစင်တန်းမရှိတဲ့လမိုင်းတတစေမျိုးပဲထိရမယ်ဒါနဲ့နေစားမအောင်ခမ ्या ကကျုပ်ကိုဂုတ်ချုပ်ပြစ်လိုက်ရအောင်ခမ ्या မှာအဲ့လိုလုပ်ဖို့ပါမရောရှိလို့လားဟမ်တစေကြီးဦးလဲချလဲဖြစ်သွားရသည်ခေါင်းကိုဖင်ကိုရင်စဝေးစဝါလုပ်ရင်ဘယ်လိုပါမဲ့ဟုတ်လားအေးမကြဘူးကွာလိုတာလားလိုတာပေါ့ဗျာဘယ်နဲ့မေးလိုက်ပါလိမ့်ခမ ्या မှာလုတ်ပန်ခွင့်ပါမဲ့မရှိရင်တတ်ချင်တိုင်တတ်လို့မရဘူးလေဟုတ်လို့လားကွာလုတ်ရင်ရောဘာခက်မှာမို့လဲအမှုသမားအိစကားကိုတစေကြီးစိတ်ဝင်စားလာပုံရသည်ဒါကြတော့အမှုသမားကသူ့အကွက်ထဲဝင်လာပြီးမို့ပြုံးပြီးပြင်းလက်ရင်ဒေကြတာကခမ ्या အဖမ်းခံရမှာပဲဖဲလို့ကျုပ်ကအဖမ်းတောင်ခံရအောင်မလားဒါပေါ့ခမ ्या အနေနဲ့ဆိုချိုချေခွင်းတောင်ရမှာမဟုတ်ဘူး
ဘာလို့လဲဆိုတဆေတဲ့ခြောင်လန်းခြင်းရဲ့အထက်ကအချက်တွေထဲမှာတစ်ဖက်သားကိုပျော်စေခြင်းလို့စောင်းနှောက်ခြင်းလို့ခြောင်လန်းတာနှစ်သူတို့ရှိကြောင်းသိစေခြင်းလို့အတိပေးတာ ကိုဘက်ကသူတို့မကြိုက်တာလုံမိလို့သူတို့ plan ပြီးနောက်ချက်တွန့်ပန်ချတာလေးနေစရာစားစရာမရှိလို့လက်ရှိဘဝကကျွတ်လွတ်ချင်လို့အပေါက်နဲ့အမွှေးနံတန်နဲ့တွေပေးပြီးကိုထင်ပြအကူညီတောင်းကြတာဒါပေမဲ့အခုခမ ्या ကတတ်တတ်လို့ဒုက္ခပေးခြင်းတဲ့ပါမို့တရားမအမှုနဲ့တော့လုံးဝမရတော့ဘူးတစေကြီးအတော်ကိုအားငယ်သွားပုံရတယ်ဒါနဲ့ကျုပ်ကိုဘသူကလာပြီးဖမ်းပါတော့ခမောင်းကတိကျင်လို့လားအေးပေါ့ကွာငါ့ကိုလာပြီးဖမ်းမဲ့ဟာငါတိကျင်တာပေါ့အရင်ခံပြီးကုံဥပဒေတို့လုတ်ထုံလုံးနီးနီးစင်တက် adjective law ဆိုတာကြားဘူးလားအေးငါ့ကိုထမနှိမ့်ဆက်ပါနဲ့တော့ကွာပြောမှသာပြောပါတော့ထို့အခါအမှုသမားကသဘောကျသလိုပြုံးကခေါင်းတဆက်ဆက်ညိတ်တယ်ထို့နောက်နှုတ်စွန်းမှာကတ်နေတဲ့အရက်ကိုလက်နဲ့ခက်ကြမ်းကြမ်းတုတ်လိုက်ပြီးကလောင်တန်းကဖန်မှာ Blue my hold the band နားမလဲပါကွာရှင်းရှင်းပြောရတယ်ခမ ्या ကိုကလောင်တန်းကဖန်မှာပြောတာရှင်းရှင်းပြောမှာကတစိကြီးပူပြီးခေါင်းရှုပ်တော်ရသေးတယ်ဒါကြောင့်ကြိုးတိုးကျဲတဲ့အမွေအမြန်စီရှိသည်ဥခေါင်းမှာတအားကုတ်ရှာလေးတယ်ဘာလဲကလောင်တန်းအဲ့ဒီကလောင်တန်းဆိုတာကြီးကဘာလဲတဆဲမြကောလိပ်မှာလည်းမတင်ခဲ့ရဘူးပဲတတ်နဲ့တကူကလောင်တန်းကဖမ်းသီးမှုတွေတကြင်တစ်ခါပဲမကြားဘူးခဲ့ပဲခတ်ချီပြီခတ်တာခတ်တယ်လွယ်လည်းမလွယ်ဘူးဒါနဲ့ဒီမှာကျုပ်ကိုတခြားနားလည်အောင်ရှင်းပြစမ်းပါအောင်ခမ ्या ဖြိုးတဲ့အဲ့ဒီကလောင်တန်းဆိုလာကြီးကဘလူဟာကြီးလဲကလောင်အစွမ်းထက်ရေလောင်ချထက်ကျန်းတယ်လို့မှတ်ထားပေါ့အိုးခေါင်းကအမွှေးတွေဒါကုံတော့မယ်နားမလဲပါအောင်ကွာခမ ्या နားလဲအောင်ပြောရရင်ခမ ्या အပါဝင်ပေါ့ရှိသမျှတော့30ဘုံအကုံကိုင်းလုပ်လို့ရတဲ့နှိပ်စက်မှုပြုတ်လို့ရတဲ့ဟာကြီးပေါ့ရာအလို30ဘုံလုံးလားဟုတ်လားအိုးဘဲကဥမလဲဗျာဂျာတောင်ကျုပ်ကခမ ्या ကြောက်မှာဆိုလို့ရှော့ပေါ်ဖြိုးပေးထားတာအမှန်တိုင်းပြောရင်ကဘာတစ်ခုကြီးနဲသေးလားနီးအဖွဲစည်းတစ်ခုလုံးနဲသေးလားအစုံအဆော့မသိတဲ့စကြဝဠာကြီးတစ်ခုလုံးစက်တဖြစ်တာဒီကိုတော့စုပ်ကိုမွေးပစ်လို့ရတယ်ဟင်ကျုပ်ပြောရင်ခမ ्या ယုံမလားမသိဘူးတကယ်တော့ကလောင်တန်းဆိုတာမျိုးကစားသဖြင့်အမိုးသမားကပါဇက်တဲရှိရာလျောက်ပြောရင်30ကြီးကြောက်တာကြောက်လောင်စကလုံးတွေနဲ့မီးယုံပေးပြန်တယ်နောက်ဆုံးမှာတော့30ကြီးလဲချွေးစင်းများရွဲနစ်ကမျက်လုံးမျက်စံပြူတီတကူလုံးတဆက်ဆက်တုံလာတော့တယ်30ကြီးခမ ्या သူ့အဖြစ်သူလဲအတော့ကိုစိတ်နာနေမိလေမျိုးတို့စင်စားသူလိုပါကြအောင်တာ6လန့်လွေအပွဲပွဲနွဲလာတော့လေအခုတော့သူကိုယ်တိုင်6လန့်ရသည်သူကိုပြန်ကြောက်နေရသည်အဖြစ်တွေ့ရင်ဝါနဲ့ကမျက်ရည်များဝိုင်းတက်လာရတယ်ဒါကြောင့်မိမိကိုပင်ကြောက်အောင်6နိုင်သူကိုဘလူလူစားမျိုးလဲဆိုတာတိကျင်စိတ်နဲ့မင်းမိလေတယ်တခုတော့ပြောခဲ့ပါဗျာခမ ्या ကဘလူလူစားမျိုးလဲဆိုတာကိုကျုပ်လားအေးထို့သူ30ကြီးကကြောင်ရွံ့စာမေးတော့အမှုသမားကဇာတိမန်တဝင်းဝင်းကဂုံယူဝင်ခွာစွာပြောရင်ရင်ဘက်ကိုအစွမ်းကုန်ကောက်ပြလိုက်တယ်ဟဲကျုပ်ကအားလုံးကြောက်ရလေဘာသုံးလုံးပိုင်ရှင်ဝေပန်ရေးဆရာဘော်ရဟူ၍တခွန်းတွေပြောချလိုက်လေတော့တယ်30ကြီးတွားသွားတယ်ခဏကြာမှဘာသုံးလုံးဆိုတာကိုထပ်ရှင်းသွားပါအောင်လေဆိုတော့ထူနီအောင်မှသွားရန်ပြင်းနေသည့်အမှုသမားကအော်တော်တော်ပိန်းတာပဲကွာဘာသုံးလုံးဆိုတာကဘေးထိုင်ပိုင်ကြပြူပြောတတ်ဝေပန်ရေးဆရာကိုပြောတာအဲ့ဆရာတွေထဲမှာကျုပ်ကတိလောက်အပါဝင်ပေါ့နမိတ်ကချင်းဖတ်ကဲခွင့်ပြုအောင်သွားပြီဗျာထိုးထိုးဆိုကအမိုးသမားဒီလောကတစ်ခုလုံးကိုဂယုမဆိုင်သည့်ဟန်မျိုးခက်မိုက်မိုက်ဂိုက်ဖန်ပြီးထိုနေရာမှာထွက်ခွာသွားလေတော့တယ်အနောက်မှာကြံရစ်ခဲ့သည့်တစေကြီးကတော့တွင်းညာအောင်ဖွေးကငုံငုံငန်းငိုင်ကြီးရှိခဲ့လိတော့တယ်တစေကြီးဒီတကိုဒီစဉ်းစားကြည့်တယ်အမှုသမားပြောသွားခဲ့တယ်လို့ဝေဖန်ရေးဆရာဆိုဒီမှာတကယ်ပဲအစွမ်းထက်သလားကြောက်ဆရာတော့တကယ်ကောင်းသလားအတေချာစဉ်းစားတယ်အထက်ထပ်စဉ်းစားတယ်ကလောင်တန်ဆိုဒီမှာမြင့်မထွက်ခင်ကပဲမျက်ရည်ဆက်ကအရင်ကြပေးရသလား
နားမလဲပါနားမလဲဒီကိုမစင်စားခြင်းပါစိတ်သက်သာစေလိမ့်မည်သို့တော့တဆယ်ကြီးသည်ဆုံးဖြတ်ချက်တစ်ခုကိုတော့ပြတ်တန်းစွာချလိုက်လိတော့တယ်နောက်များဆိုရင်